လူတွေကိုနှလုံးသုံးလုံးပေါက်အောင်ကနန်းပေးမဆနိုင်လို့နာမည်ကြီးနေတဲ့ဘိုးတော်အဘစိတ်အောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုချိန်မြန်မာနိုင်ငံကလူတွေငွေကြေးအခက်အခဲကြက်တဲမှုတွေရှိနေတဲ့အချိန်ကာလဖြစ်ပါတယ်ဒီလိုမျိုးငွေကြေးကြက်တဲမှုတွေရှိနေချိန်မှာချဲထိုးတာနှလုံးသုံးလုံးထိုးတာနဲ့ထိုင်းထီထိုးတာတွေကမြန်မာပြည်သူတွေအတွက်တော့မျှော်လင့်ချက်တစ်ခုပဲဖြစ်လာပါတယ်ဒါပေမဲ့တကယ်တမ်းဆိုရင်ဒီလိုမျိုးထိုးတာမျိုးကပေါက်ဖို့ဆိုတာခက်ခဲပါတယ်ကံကောင်းရင်တောင်တရားမှာ10ရောက်လောက်ပဲပေါက်ကြတာပါဒါပေမဲ့ဒီလိုအချိန်မျိုးမှာချဲပေါက်အောင်ထိုင်းထီပေါက်အောင်ကိုညီမဆနိုင်တဲ့သူတအူပေါ်လာခဲ့ပါပြီဘိုးတော်အဘဆရာဝင်းစိန်လို့ခေါ်တဲ့အခုမြင်နေရတဲ့သူကတော့ကန်ဆန်းမဲကနန်းတွေကိုအတိအကျပေးနိုင်တယ်လို့နာမည်ကြီးနေပါတယ်။ဒါကြောင့်သူ့ကိုယုံကြည်ရတဲ့သူတွေကခေတ်သစ်ဘိုးဘွားအောင်လို့တောင်တင်စားခေါ်ဝေါ်နေကြတာပါ။ဘိုးတော်ဝင်းစိန်ကိုယုံကြည်ရတဲ့သူတွေကတော့သူဟာစင်ရဲသားတွေကိုနှလုံးသုံးလုံးနဲ့ထိုင်းထီကနန်းတွေပေးပြီးတော့ကိုကြီးစောင့်ရှောက်နေရလို့ပြောဆိုကြပါတယ်။ဒါကြောင့်သူ့စီကိုလူအများပြားလာရောက်ဖူးမြော်ကြပြီးတော့အမြဲတမ်းစီကားနေရဖြစ်ပါတယ်။သူရဲ့နာမည်ကျော်ကြားမှုဟာနိုင်ငံခြားထိတောင်မှရောက်ရှိနေပြီးတော့နိုင်ငံတကာကနေပါလာရောက်ဖူးမြော်တဲ့သူတွေရှိတယ်လို့သိရပါတယ်။သူပေးတဲ့ကနန်းတွေကြောင့်ချဲပေါက်ပြီးချမ်းသာသွားတဲ့သူတွေကသူ့ကိုရွှေဆွဲကြိုးငွေဆွဲကြိုးစတဲ့တန်ဖိုးကြီးပစ္စည်းတွေနဲ့လူဒန်းကြပါတယ်ဒီလိုနဲ့ပဲဘိုးတော်ဝင်းစိန်ဟာလည်းပုံမကျွဲဝချမ်းသာလာတယ်လို့သိရပါတယ်။ဒါအပြင်သူဟာဆင်းရဲနွမ်းပါးသူတွေကိုအိမ်ယာနဲ့တခြားပစ္စည်းဥစ္စာတွေကိုလှူဒန်းတယ်လို့သိရပါတယ်။ဘိုးတော်ဝင်းစိန်ဟာငယ်စဉ်ကလေးကသမထတရားဘာဝနာတရားတွေကိုကျင့်ကြံအားထုတ်ခဲ့တယ်လို့သိရပါတယ်။ဒီလိုအားထုတ်မှုတွေကြောင့်အကြားမြင်ရပြီးတော့နှလုံးသုံးလုံးပေါက်အောင်မဆမြင်လာရတယ်လို့ယုံကြည်ကြပါတယ်။ဒီလိုအကြားမြင်နေပဲခြေကနန်းတွေကိုအတိအကျပေးနိုင်တယ်လို့ယူဆကြတာပါ။တချို့တွေကဆိုရင်ထွက်ရက်ပေါက်ပြီးတော့မြန်မာနိုင်ငံကိုကယ်တင်မဲ့သူဖြစ်တယ်လို့တောင်ပြောကြပါတယ်။ဘိုးတော်ဝင်းစိန်ရဲ့လုပ်ရက်တွေဟာဘာသာရေးနဲ့အလောင်းကစားကိုပေါင်းဆက်လိုက်တာလို့ဆိုပါတယ်။တရားဘဝနာကျင့်စဉ်တွေနဲ့ရရှိလာတဲ့စွမ်းအားတွေကိုလောင်းကစားအတွက်အသုံးပြုတယ်ဆိုတဲ့အချက်ဟာဝေဖန်စရာဖြစ်ပါတယ်။ဒါပေမဲ့သူ့ကိုထောက်ခံတဲ့သူတွေကတော့အများအပြားပါ။ဘိုးတော်ဝင်းစိန်ရဲ့ပေါ်ထွက်လာမှုကစိတ်ဝင်စားစရာကောင်းပါတယ်။ဘိုးတော်အဘဆရာဝင်းစိန်လို့ခေါ်တဲ့အခုမြင်နေရတဲ့သူကတော့ကန်ဆန်းမဲကနန်းတွေကိုအတိအကျပေးနိုင်တယ်လို့နာမည်ကြီးနေပါတယ်။ဒါကြောင့်သူ့ကိုယုံကြည်တဲ့သူတွေကခေတ်သစ်ဘိုးဘွားအောင်လို့တောင်တင်စားခေါ်ဝေါ်နေကြတာပါဘိုးတော်ဝင်းစိန်ကိုယုံကြည်ရတဲ့သူတွေကတော့သူဟာစင်ရဲသားတွေကိုနှလုံးသုံးလုံးနဲ့ထိုင်းထီကနန်းတွေပေးပြီးတော့ကိုကြီးစောင့်ရှောက်နေရလို့ပြောဆိုကြပါတယ်လူတွေဟာစားဝတ်နေရေးခက်ခဲနေတဲ့အခါမှာလွယ်ကူတဲ့ဝင်ငွေကိုရှာဖွေတတ်ကြပါတယ်ဒီလိုချင်းနေမျိုးမှာအားကိုးရမဲ့နေတဲ့သူတွေကအစွဲလန်းတဲ့ယုံကြည်မှုတွေကိုပို့ပြီးတော့အားထားလာပါတယ်။ဒါကြောင့်အခုဆိုရင်ဘိုးတော်ဝင်းစိန်ကထွက်ရက်ပေါက်ပြီးတော့မြန်မာနိုင်ငံလုံးကိုကယ်တင်တော့မယ်လို့သတင်းထွက်နေရပါ။ဒီသတင်းတွေကတကယ်ဟုတ်သလားမဟုတ်ဘူးလားဆိုတာတော့တိတိကျကျမသိပါဘူး။ဒါပေမဲ့လည်းဘိုးတော်ဝင်းစိန်စီကနေကျဲကနန်းတောင်းကြတဲ့လူတွေကတော့အုံလိုက်ကျင်းလိုက်ဖြစ်နေပါတယ်။ဘိုးတော်ဟာတနေ့ထက်တနေ့အချမ်းသာကြွယ်ဝလာတာဖြစ်ပါတယ်။ဒီလိုမျိုးလူတွေကဘိုးတော်ဝင်းစိန်နေနဲ့မြန်မာနိုင်ငံလုံးကိုကိုညီမဆပြီးချမ်းသာအောင်လုပ်ပေးနိုင်မယ်လို့ယုံကြည်ကြပါတယ်။အခုဆိုရင်တော့ဘိုးတော်ပေးတဲ့ကနန်းတွေနဲ့ချဲထိုးလို့ပေါက်တဲ့သူတွေပေါက်ကုန်ကြပါပြီ။ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေကရောနှလုံး